အတွက်အဖြေလိုနေလို့ပါဖြေပါကမင်းနှလုံးသားတွေကစကားဒီမိကွန်းအတွက်နေဖြေမရှိတော့တာလားအချင်းများကကုန်သွားကမှာပါအချိန်တွေလည်းအခုတော့အတော်ကြာပြီမဟုတ်လားထာဝရမခွဲဘူးလို့ပြောခဲ့သည်များနေနှခမ်းပါလေးကမူသားဖြစ်တရားအချင်းများကိုွယ်တော်လဲငါလွန်စုလက်တူရတယ်ငါမြင်ပေးနဲ့မခွဲတမ်းချင်နေခြင်းလဲဒါတွေအိမ်မဖြစ်ပဲငါပြီးနာနေမရှိလဲရှင်နေတော့မြင်မရှိတယ်နာကျင်လို့ရလို့မေးပြလိုက်ချင်ပေမဲ့မေးမရနိုင်လို့ခက်တဲ့အချင်းရဲ့ကုန်သွားကမှာပါအချိန်တွေလည်းအခုတော့တော်ကြာပြီမဟုတ်လားထာဝရမခွဲဘူးလို့ပြောခဲ့သည်များနေနှခမ်းပါလေးကမူသားဖြစ်တ